အားလုံးပဲမင်္ဂလာပါခင်ဗျာစီတော်လေးတို့မျိုးစု channel လေးနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျတော့ကျွန်တော်တို့ငကောက်ပထုံပန်းလေးမှာရှိတဲ့ငါးကဲမှာကော်တာပြစ်မှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကဝင်းရနေလာတဲ့ညီလေးတယောက်လည်းပါတယ်ပေါ့နော်ကျွန်တော်တို့အကုန်လုံး၄ယောက်သွားမှာဖြစ်ပါတယ်ခင်ဗျာအခုလက်ရှိကကျွန်တော်တို့မဟာချန်ကနေပြီးတော့စတင်ပြီးတော့ထွက်ခွာနေတာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့လည်းသူဆုံးထိလိုက်ကြည့်ကြမယ်နော်ခုဆိုရင်တော့ကျွန်တော်တို့ရောက်ပြီခင်ဗျရောက်ပြီနော်ခုဆိုရင်ကွန်ပျူဖို့ဟိုလုပ်နေပါနော်ကွန်ပျူဒီဘောလုံးကကွန်ပျူပြီးတော့ဒီမှာကွန်ပျူတော့ဖြစ်နေကွန်ပျူဖို့စတင်ပြီးတော့လှုပ်ဆောင်နေပြီပေါ့ကျွန်တော်တို့ဒီကိုင်းမှာပြစ်မှာဒီကိုင်းမှာကွန်ပျူဒီဘောလုံးကဘူးကျွန်တော်တို့အဲ့ဒီကန်မှာပြစ်မှာကျွန်တော်မိုးရလည်းရွာတယ်မိုးရန်ကောင်းတယ်6လက်လားမိုးလည်းရွာတယ်နော်မိုးလည်းရွာနေတယ်အိုး sorry မိုးလည်းရွာနေတယ်မိုးလည်းကောင်းတယ်ရာသီဥတုတော့အရင်အေးတယ်ကဲကျွန်တော်ကွန်ပြစ်မှာခင်ဗျကွန်ပြစ်မှာနော်ကဲဆောင်းလေးလိုက်ကြည့်ပြပါခင်ဗျကဲခုဆိုကျွန်တော်စပြီးတော့ပြည့်နေပါခင်ဗျာကွန်ပြည့်နေပါပြီနော်ဒါကိုကျွန်တော်9နာရီအချိန်9နာရီပြည့်ပါနော်ချိန်9နာရီမိုးလည်းတအားရွာတယ်ဒါကန်ရင်တော့တွေ့ရတယ်နော်အကြီးပဲခြားပြီပါနော်အချာโอเคခြားပြီခင်ဗျာကျွန်တော်တော့ပြရဖပါပါတယ်ခင်ဗျာကျောင်းကိုရတော့ငုံနေပါတယ်ခင်ဗျာငုံနေကဲလောလောဆယ်တော့ငဖဲ4កောင်ရခဲ့ပါတယ်ခင်ဗျာပိုင်းမပြုတ်ဘူးငါမှစိုက်ထောင်းတာလေငါတုတ်ဆုံးတော့စိုက်နေအဲ့ဒါတော့ဆိုကဲကိုပြည့်ပြီခင်ဗျာကိုပြည့်ပြီโอ้ရှယ်ပဲရှယ်ပြချလိုက်ပြီခင်ဗျာဒါတော့ကိုကရင်လာပြီနော်ကိုကရင်ငုတ်ပြီချာပြီဟောပြီးတော့ငုတ်ပြီးဒီမှာလည်းကြောက်ဆန်လိုက်လိုက်ဆန်အပေါ်လိုက်ပက်ရတယ်ကျွန်တော်လည်းငုတ်ဆန်ရှယ်ဒါကြောင့်ဒီမှာကားနဲ့လာတော့နော်ဒါကြောင့်မဟုတ်ဘူးငဖဲတကောင်ရပြီငဖဲတကောင်ငဖဲတကောင်ရပြီဟဲ့อุ้ยပျော်ကြီးကြောက်စရာကြီးပေါ့ဟေးအပန်ရောက်ဘလို့ငနေဒီလူပြောရေတဲ့ခုံချောင်းလို့တင်းနေကြည့်နေကြောက်စရာကြီးနော်တော်ကြီးရောပါဟေးလို့မိုးလေးဖြည်းဖြည်းလေးရွာနေတယ်ဒီမှာခင်ဗျာကျွန်တော်တို့ပစုံတို့ကြီးနော်ကုန်းမနာရွှေအိုးမခွေရရမကျတို့ရတယ်နဲ့ဟုတ်ကုန်းမနိုင်နော်ကောင်းကြီးရွယ်ဒီမှာကြာနှစ်ကောင်ရောက်ဟန်နော်နှစ်ကောင်ရပြီနှစ်ကောင်ပစုံနှစ်ကောင်ငဖဲ4ကောင်ရှယ်ကဲခုဆိုရင်တော့ကျွန်တော်တို့ကွန်နှစ်ခုပြစ်ထားတယ်ပေါ့နော်ကွန်နှစ်ခုပြစ်ထားတယ်ခုစပြီးတော့ဆွဲနေပြီပေါ့နော်ဒါတော့ဝေဟင်းလာတဲ့ညီလေးဟဲပေါ့နော်ကျွန်တော်တို့ကတော့ဘေးကအကူလေးပေါ့
မျက်စိပြူပြူနဲ့ကွာ ဟုတ်တယ်ဆန်ကဝါမငစရိုင်းလိုမျိုးတက်လားဆူးတွေများတယ်တတိထားနော် ငနို့စားဟုတ်ပါဘူးဟိုကြောတခါမျက်စိပြူပြူနဲ့မှာ မျက်စိပြူးရနော်တော်တော်ပြူးရမငခေါင်းမညီကြတဲ့ဟာပါတယ် အဲကောင်ယူအောင်ကလည်းယူ ခေါင်းမယူမှာနော် ယူလိုက်ယူလိုက် ဟိုအကြီးကများလိုက်ရငပြူးတွေက နေ့တော့ဟိုတမန်ပုံနေ အေးငစရိုင်းလိုပဲကြာပြူးလာမအများကြီးပဲဒီမှာလည်းဆူးမယ်နော်ဆူးတတိထားဒီကဆူးပဲ ဆိုတုံးတာလေ ဆူးရင်ချိုးရမှာနော်ဖုန်းကြီးပိတ်လိုက်ရင်လည်းမမြင်ရတော့ဘူးနော်ဆူးချိုးပြချင်းဆူးတစ်ခါလေးချိုးပြပိုက်မထုတ်ရင်တစ်ခါလေးချိုးပြ ချမှာကျူကျူ ဘေးထောင်းချက်မရရင်လည်းဟိုထဲပဲထက်ထားလိုက်တော့နောက်မှချိုးတော့ဟိုလက်ထိပါ တယ်ဘုံကကြီးတော့ မရှိတော့ပြူးတော့ အေးအဲ့တော့မျက်စိတော့ ပြူးတယ်မရှိပြူး ဘာလို့ဘလို့ခေါ်တော့ကျွန်တော်ခေါ်မတယ် မရှိခေါ်တော့မြင်မှာတော့ ဘာလဲစင်လာကြပါလားငနို့စားနဲ့စင်တယ်ပေါ့ ရှေးနော်တကယ်ချင်းဝါနာပိုင်းလာခဲ့နော်ဝါနာပိုင်းလာခဲ့အများကြီးပဲအဲ့ဒီကောက်တက်ပဲငပြူးတက်ပဲဘယ်နဲ့မလဲပုံအများကြီးပဲငပြူးတက် ဘလို့မြထားလဲဆိုလာကြည့်လိုက် လိုနေထားလဲဆိုကြည်လာတယ်မှာငါးတွေကငါးပေါင်းဆောင်ပဲဒီမှာငကုံးမတွေရောငဖယ်တွေရောငပြူးတွေရောအစုံပလုံးပဲနော်ဒီမှာရှေးဒါဇလာဘီယာနဲ့မပါသေးဘူးနော်ဟိုဇလာဘီယာပါဖို့တော့ထပ်ပြီးတော့လိုက်ပြအောင်ပါနော် ဘုရားစားနေတယ်ပေါ့ကျွန်တော်ပြောတယ်ကျွန်တော်ကတလောက်ဆိုတော့ကြီးပြီ အေးလို့ရှေး အဲ့လောက်ကြီးอ่ะပြန်ပြီးတော့ဒီနေလို့အပေါင်း30 30ရချာတော့ပြောတာသိချာရဲဒီက ဒါပန်နေလည်းကောင်းရတယ်ပန်နေပန်နေတကောင်ပါတယ်ငစလာဘီယာကြီးပါတယ်ဒါခုံးမဝရင်သွားမယ်ငခုံးမ ဝေးလိုက်ပြီ ဝရင်လည်းဘုံမစီဖို့တောင်းတော့ အဲ့လေတော့ စီဖို့တောင်းငခုံးမတော့ရောက်အောင်ဇလာဘီယာသေးတကောင်ပါဒါအခုဆိုရင်လည်းကျွန်တော်တို့ဒါကွန်ပြလို့ရလာတာငါးတယ်ပါနော်ဒါမပြီးသေးဘူးเนาะကျွန်တော်ဆက်ပြီးတော့ပြအောင်ပါဒါအခုလက်ရှိရလာတဲ့ပန်နေ3ကောင်ငခုံးမတွေရောပစုံတွေလည်းရတယ်နော်ဒီမှာအများကြီးပဲငဆုတ်ခွက်ပန်နေတော့ပစုံမဲဝတ်တော့ဘေး ပူပါခင်ဗျာဝါနာစီရီ ဝတ်တော့အစီ စီကိုကြီးရလာတယ်ကို ငချင်းရှေးโอเคဟဲ့